လူတစ်ယောက်ကသူ့ကိုပြောင်းလူသားလို့မိတ်ဆက်နေပါတယ်။ဒါပေမဲ့ဒီကယ်တမ်းဘာမောစားမှမရှိပဲဘာကြောင့်ကိုပြောင်းလူသားတစ်ယောက်ဖြစ်လာတယ်ဆိုတာကိုတော့ပြန်လည်ရှင်းပြနေပါတယ်။သူ့နာမည်ကတင်ဆိုင်လို့ခေါ်ပြီး IT ကုမ္ပဏီတစ်ခုမှာနှစ်ပေါင်းများစွာအလုပ်လုပ်နေခဲ့ပြီးမြဲမှတ်မိနေခြင်းမရှိတဲ့လုံခြုံရေးဝန်ထမ်းတွေကအခုထိဝန်ထမ်းကတောင်းစစ်ဆေးပါတယ်။လုပ်ပေါ်ကိုင်းဖက်တွေကလည်းမခက်ခဲတဲ့သူ့နာမည်ကိုမမှတ်မိကြတဲ့အပြင်စားနေကြထမင်းဆိုင်ကလည်းသူ့ကိုသတိမထားမိတဲ့အတွက်စားခြင်းတဲ့ပုံစံကိုနေတိုင်းရှင်းပြနေရပါတယ်။ဘသူမှမွေးနေ့ကိုသိမှမပြုကြပေမဲ့နှစ်စဉ်နှစ်တိုင်းမွေးနေ့ဆူတောင်းကိုအမြဲပို့နေတတ်တာကတော့စက်တော်ရေးကုမ္ပဏီကပဲဖြစ်ပါတယ်။ပွဲတန်းသဘင်တွေမှာသူ့ကိုဖိတ်ဖို့တိုးဆုပ်နေတတ်တဲ့လုပ်ပေါ်ကိုင်းဖက်တွေဟာခိုင်းဆရာရှိရင်တော့အာမနာစတန်ဆက်ဆန်ကြပါတယ်။ထို့ကြောင့်လူတွေနဲ့ဆက်ဆံရတာခက်ခဲလာတဲ့အချိန်တိုင်းသူခိုင်းသမျှကိုမဆိုင်မတော့လုပ်ပေးတဲ့သူ့ကွန်ပျူတာတွေကသာအဖော်ကောင်းဖြစ်လာပါတယ်။အဲ့ဒီနောက်ပိုင်းလူတွေပေါ်လာရောညီတွေဆက်ဆံလို့စိတ်မရှိတော့ပဲအကန်နေပြောလာတာမို့အန်တီဌာနကိုတိတ်ခါမချဖို့တငယ်ချင်းယောက်ကပြောနေစဉ်အထက်တန်းကျောင်းတော့ကတငယ်ချင်းမိန်းကလေးကစာပို့လာပါတယ်။10နှစ်လောက်မဆုံးဖြစ်တဲ့တငယ်ချင်းဟောင်းကစုံမိုးဖိတ်နေပြီမဲ့စကားကိုဘလို့ပြောမှမသိလို့သွားမတွေ့ရင်ဆုံးဖြတ်ထားပြီမဲ့တငယ်ချင်းရဲ့မြောက်ပင်ပေးမှုကြောင့်တသက်ရဝတ်စင်ကတငယ်ချင်းဟောင်းကိုသွားဆောင်နေခဲ့ပါတယ်။မိန်းကလေးရောက်လာခဲ့ပြီးအရင်ကအကြောင်းတွေကိုခရရလို့ပြောသလိုတကယ်တမ်းတင်ဆိုင်ကိုတွေ့စီရတဲ့အကြောင်းရင်းကသူမရဲ့အလှကုန်ပစ္စည်းတွေကိုထိုးရောင်းခြင်းလို့ဖြစ်ပါတယ်။ဒါကိုနားလည်လိုက်သူတိဆောက်တယောက်အခြားသူအတွေ့ကိုခလောက်တစ်ခုရှိရင်ကောင်းမယ်လို့တွေးနေပါတယ်ဒီလိုခလုံးမျိုးရှိခဲ့ပါကသူ့ကိုအလှကုန်တွေလိန်ရောင်းသွားတဲ့တငယ်ချင်းဟာဘသူမှရောင်းမရတဲ့ပစ္စည်းတွေကို Facebook မှာတွေ့လိုက်ရတဲ့ဦးထောင်ဆောင်ငန်းလေးကိုကျိတ်တင်နှက်ချရမယ်လို့အပိုက်တွက်ပြီးအကုန်ထိုးရောင်းခဲ့တာလို့ပြောနေမှသိကြပါတယ်ဘာရဲ့ခဏခဏကြိုက်တဲ့ငန်းလေးဟာလည်းပုံဝန်းဆိုင်တွေဝင်ကြီးခဲ့တာလို့ပြောမှဖြစ်သလိုမကောင်းတဲ့လို့ဖိတ်ခေါ်သူတွေဆိုတာသိနိုင်မှဖြစ်ကြောင်းအတွေးများနေစဉ် marketing ဘက်ကကွန်ပျူတာကိုသွားစစ်ဖို့ပြောလာပါတယ်ကုမ္ပဏီတစ်ခုလုံးထဲမှာဒီကွန်ပျူတာကိုတော့အပြည့်ပေးချင်ဆုံးဖို့ကီးဘုတ်ကိုထိုးရိုက်နေတဲ့မိန်းကလေးထံရောက်သွားပါတယ်။တခြားသူတွေလိုမဟုတ်ပဲသူ့ကိုရင်းနှီးပွင့်လင်းစွာစကားပြောတတ်တဲ့နူဝီဆိုတဲ့မိန်းကလေးဟာကျွန်တော်ပြောပြတဲ့အန်ဂျီအကြောင်းတွေကိုစိတ်ဝင်စားတာကြောင့်နောက်တစ်ခါလာမင်းဦးမေဆိုကသူ့နာမည်ကိုခေါ်လိုက်တဲ့အတွက်အံ့ဩသွားပါတယ်။နာမည်ရင်းကိုသိနေတာကြောင့်ပီတိဖြစ်သွားပေမဲ့သူမမိတ်ဆက်လာတဲ့နူဝီကတော့ဒီဆိုင်ရဲ့ level ကဝန်ထမ်းကကိုညွှန်ပြပြီးထွက်သွားပါတယ်။ဘာပဲဖြစ်ဖြစ်တရုံလုံးမှာသူ့နာမည်ကိုသိသူတယောက်ရှိလာပြီလို့ကျင်းနဲ့စာတွေးလိုက်ပြီးထိုနေ့ကစားလို့သူဟာနူဝီရဲ့နံပါတ်1ပရိသတ်ဖြစ်လာပါတယ်။ဘယ်အချိန်မှရုံးလာတာနဲ့ဂိမ်းခဏဆော့တတ်တာနဲ့ညဘက်အိမ်မှာဆိုတာကြောင့်ကော်ဖီကိုတဝက်ကျော်ပဲဖြောတောက်တတ်ပြီးရှေးဟောက်သချင်းတွေကြိုက်တဲ့သူတို့လည်းသိလာရပါတယ်။နူဝီရဲ့အိမ်မက်ကတော့ဘဝမှာတစ်ခါတော့နှင်းမွေးတော်ကိုရအောင်သွားဖို့ရည်ရထားသူလို့သိခဲ့ရပြီးအမြဲတော့ပြုံးနေတတ်တဲ့နူဝီထံမှာဝန်ထမ်းစရာရှိရင်တော့စူးစမ်းပြုံးပြတတ်တဲ့အပြုအမူတွေပါသတိထားမိလာပါတယ်။ရှက်ပေါင်းလာပေါင်းများစွာတေချာစောက်ကြည့်နေခဲ့တဲ့ရလက်ကတော့တကယ်လို့များနူဝီရဲ့နံပါတ်1ပရိသတ်ဟုတ်ရဲ့လားလို့အစီအစဉ်နဲ့ပြန်ပွဲလုပ်ခဲ့ရင်တော့အမှားမရှိအနိုင်ရမယ့်လူကသူပဲဖြစ်ပါလိမ့်မယ်။သို့ပေမဲ့ကုမ္ပဏီရဲ့တထေတောက်ဆိုရရေကဆိုးဟာအလုပ်ကိစ္စအပြင်သွားစရာရှိတိုင်းနူဝီကိုခေါ်သားတတ်တာမို့သူတို့ထွက်သွားတဲ့အချိန်တိုင်းအသက်မရှူစတန်းလိုက်ဆက်စုနေသူတွေကြားထဲမှာတော့တင်ဆိုင်ကတော့အသက်ပြောက်သွားသလိုခံစားနေရပါတယ်။တပတ်အတွင်း9ချိန်မြောက်အဖြစ်တူသွားခြင်းဆိုတဲ့စကားတန်းလေးနူဝီအတွက်ပန်းစည်းလက်ဆောင်ပေးပုံတွေကမသက်ဆိုင်ပေမဲ့ရင်ပတ်ထက်အောက်စီမဲ့မြင်ကွင်းမျိုးဖြစ်ပါတယ်။ထိုနေ့မှာရုံးဝပြန်သေးတဲ့တင်ဆိုင်ကိုတငယ်ချင်းဖြစ်သူကတောင်းရဲ့ကွန်ပျူတာကိုပြင်ပေးပုံမှာသွားတာကြောင့်မထင်မှတ်ပဲတောင်းရဲ့မိသားစုဓာတ်ပုံကိုမြင်လိုက်ရပါတယ်။စတက်ပါရီအတွင်းကိုပြလူသားအတွင်းပြင်ဆင်လာတဲ့ဒင်ဆိုင်ရဲ့အနီးမှာတောက်စီသွားရမယ့်နူဝီတယောက်ရင်ထိုးပြဿနာကိုလွတ်လပ်စွာဖြေရှင်းနေတဲ့အတွက်မျက်နှာလွှဲထားရပါတယ်။ကုမ္ပဏီရဲ့စတက်ပါရီကိုတထည့်ဖြစ်တဲ့တော့ကတက်ရောက်စကားပြောခဲ့ပြီးဒီနေ့မြန်မာဆန်လုံးမမီတာကြောင့်ပျော်ပွဲစားကိုဝေးမသွားနိုင်ဘူးလို့စားနောက်ကတကယ်သွားရမယ့်နေရာကတော့ဂျပန်လို့ကြေညာလိုက်ပါတယ်။ထို့ကြောင့်ပျော်ရွှင်နေတဲ့နူဝီကိုကြည့်ရင်လူတစ်ယောက်ကနှင်းဝဲတော်ကိုသွားချိန်ကြောင်းကြားထားလို့စီစဉ်လိုက်တာလို့ပြောပြနေပါတယ်။အင်အားကြီးသူကသာအမြဲနိုင်ရနေတဲ့လောကကြီးမှာဒင်းဆိုင်လိုလူမျိုးကတော့ကိုယ်သဘောကျနေတဲ့မိန်းကလေးဟာတပားသူကပြုံးပြော်အောင်စောင့်ကြည့်ပေးနေတာကိုသာငေးကြည့်နေခဲ့ရပါတယ်။ဒီလိုနဲ့ကုမ္ပဏီရဲ့ပြောပွဲစားခရီးစဉ်ဟာဟော့ကိုင်ဒိုဆိုတဲ့နေရာကိုရောက်လာခဲ့ပေမဲ့ဒင်းဆိုင်အတွက်တော့ထူးပြီးပြောစရာကောင်းမနေတဲ့အပြင်သူ့မင်းသမီးနဲ့ဘီလိန်တို့ရဲ့နှစ်ပါးစားကိုရင်နာစွာကြည့်နေခဲ့ရပါတယ်။ညလက်အတူတွေကိုယုံကြည်နေတဲ့ကျွန်တော်မင်းသမီးလေးဟာတောရဲ့လက်ကိုဆွဲပြီးတနေရာသွားကြည့်ဖို့ခေါ်ပေမဲ့ရုံးကလူတွေရှိနေတယ်လို့သတိပေးလိုက်တော့မှတွန်းဆုတ်သွားပါတယ်။နူဝီရဲ့ခန်းစားချက်တွေဟာသူ့အပေါ်တိတ်ညွတ်လာပြီးမဲ့ရိမ့်မိရတော့ဟာဒိတ်ခရီးကပြေအောင်တာနဲ့သူ့လက်ထက်လက်စွပ်ကိုဖျက်အောင်လုပ်ပြမှာမို့လက်ထက်ခွင့်တောင်းဆိုနေပါတယ်။ထုံးရင်သားစရာမြင်ကွင်းကိုငေးနေရသူတင်ဆိုင်ကတော့သူ့ရဲ့မင်းသမီးအပေါ်တထိပြမဲ့မျက်နှာမှန်ပါစေလို့မစီမဆိုင်ဆူတောင်းပေးနေမိပါတယ်။ဆူတောင်းကောင်းမွန်ရတဲ့ကျွန်တော်မင်းသမီးဟာသူမအိမ်မက်အတိုင်းနှိမ့်ချစီခွင့်ရလာပြီးမို့စတင်ထွက်ခွာခဲ့ပေမဲ့ပထမဆုံးအချိန်မို့လဲကျသွားပါတယ်။
ဒါကိုမြင်လိုက်ရတဲ့ဒီဇိုင်တယောက်နူဝီကိုထူပေးဖို့အနားသွားတဲ့အခါနာမည်မခေါ်နေသူနူဝီကြောင့်လက်ထွက်သွားချိန်သူနောက်စီလူအိတ်ချီဝတ်ထားတဲ့တော့ရောက်လာတာမို့လှက်ထွက်လာခဲ့လိုက်ရပါတယ်။နာကျန်စရာခီးစဉ်ဖြစ်နေသူတင်ဆိုင်အတွက်တငယ်ချင်းဖြစ်သူမိုက်ကအရှိမမြင်နေရတဲ့ခေါင်းလောင်းကိုတီးကအချစ်အတွက်စွတ်တစ်ခုတောင်းလို့ရတယ်လို့မြှောက်ပေးပါတယ်။မဖြစ်နိုင်ပေမဲ့အရှုံးမရှိတာမို့မျက်စိစုံမရင်တရင်စာတဲ့ရွှေစည်းပေးဖို့စွတ်တောင်းလဲလိုက်ပါတယ်။ဟိုတယ်မှာဓာတ်တွေကစီးနေစဉ်ဝင်လာတဲ့နူဝီကသူ့ကိုမြင်တာနဲ့တခုခုကြံခဲ့တဲ့ဆိုကပြန်လှည့်ထွက်သွားပါတယ်။အတူတူစီးခွင့်ရမလားဆိုတဲ့မျှော်လင့်ချက်နေနဲ့မသွားသေးပဲစောင့်နေတော့လဲပြန်မရောက်လာတဲ့အတွက်လက်လျှော့လိုက်ပါတယ်။အောက်ထက်ကနှင်းပွဲတော်သွားရင်လူစုတဲ့နေရာထံရောက်လာတော့သူတို့တတိရဲ့သားနဲ့ဇနီးကရုပ်ရင်းရောက်လာတဲ့အတွက်နူဝင်းရဲ့ကိုစားရင်လင်းစွာလှည့်ကြည့်ရှာတဲ့အခါအပေါ်တက်ကနေဝမ်းနဲ့ဆောင်ငေးကြည့်နေတာကိုတွေ့လိုက်ရပါတယ်။နှင်းပွဲတော်ရောက်လာတော့အသေးခွန်းနေတာကိုခေါင်းကက်တယ်ဆိုပြီးလိုက်မလာသူနူဝင်းရဲ့အကြောင်းကြားလိုက်ရပါတယ်။ညသာစားချိန်မှာဟမ်ဆောင်နိုင်အောင်မျက်နှာပြက်နေတဲ့နူရဲ့အတွက်တာဝန်ရှိသူကတော့ရဲ့ဝိုင်းမှာနေရာချပေးမယ်ဆိုတဲ့စကားကြောင့်နေရာထိုင်ရခတ်စေမယ့်ကိစ္စအတွက်လွတ်နေတဲ့ထိုင်ကုန်မှာအပြေးဝင်ထိုင်လိုက်တဲ့အခါအားလုံးအော်ကုန်ကြပါတယ်။သို့ပေမဲ့မလှမ်းမကန်းကအာယုံဆိုင်နေတဲ့နူဝီကတော့တော့ရဲ့နောက်ထပ်ရင်သွေးသတင်းကိုပါကြားသွားပါတယ်။ထို့ကြောင့်မစားမတော့ပဲထွက်သွားတဲ့နူဝီနောက်ကိုလိုက်ကြည့်တဲ့အခါအချိန်ဘလောက်ကြာသူမစောင့်နိုင်ပါတယ်လို့ပြောရင်ခေါင်းဟော်နေတဲ့နူဝီကိုစိတ်မကောင်းစွာကြည့်နေခဲ့ပါတယ်။တချင်ဖွင့်ထားလို့ရတဲ့ဟိုတယ်ရေးတန်းစင်ကန်ထဲမှာတချင်တန်အောင်ဖုံးသွားတဲ့အထိအောင်ငိုနေတဲ့နူဝီရဲ့နာကျင်မှုတွေကိုလိုက်လံခန်းစားပေးနေမိပါတယ်။ဒီလိုနဲ့ခီးစင်ပြီးတော့ပြန်ကြမလို့မဲ့အချိန်မှာမိသားစုနဲ့ဂျပန်ကိုဆက်သွားမဲ့တော့ကိုမြင်လိုက်ရပြီးနူဝီကိုမတွေးတော့တာနဲ့တယောက်တည်းဟိုတယ်အတွင်းပြန်လာပါတယ်။အခန်းတောင်မှာကြောက်ရွံ့ထိုင်နေတဲ့နူဝီကိုမြင်လိုက်ရပြီးထုံးစံအတိုင်းစောင့်ကြည့်နေစဉ်နေမတော်ပိုစတာကိုဆုပ်ဖြဲရင်အပြင်ထွက်သွားတဲ့နူဝီဟာမင်္ဂလာပွဲတစ်ခုကိုငေးကြည့်နေပြန်ပါတယ်။ထို့နောက်တယောက်တည်းနှီးရှားစီးပေါ်ထွက်သွားသူနူဝီနောက်ကိုလိုက်နေရင်အမြင့်ကနေခုန်ချသွားပြီဖြစ်တဲ့နူဝီနောက်ကိုစိုးရိမ်ကြည်လိုက်သွားခဲ့ပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းနှင်းတော်လေးမှာအသားမကျသူမှုအကူအညီလိုက်တောင်းရပါတယ်။တရက်တိတိရှာပြီးမှတော့အသေးစိတ်ကင်းမဲ့စွာလဲကျနေတဲ့နူဝီကိုပြန်တွေ့တဲ့အချိန်တရက်တာဆန္ဒကိုဖြည့်ဆည်းပေးဖို့ဆူတောင်းခဲ့ဘူးတဲ့ခေါင်းလောင်းဟာရိမ့်ထိုးနေခဲ့ပါတယ်။စီရင်မော်ရောက်နေတဲ့နူဝီကိုဆီယာမင်ကလာဆဲဆဲရင်ပြင်ပထိခိုက်တန်ရတဲ့ကြီးကြီးမားမားမရခဲ့တာမို့နာရင်နှင်းငယ်စောက်ကြည့်ဖို့သာလိုကြောင်းပြောနေစဉ်တတိပြန်ရတာပါတယ်။ဒီတော့ဆီယာမင်ကမင်းကဘသူလဲသိလားလို့မေးတဲ့အခါသူမနာမည်ကိုရွတ်ပြလိုက်ပြီးဘာကြောင့်အင်းလို့ပြောနေကြောင်းနဲ့သူမဘယ်ကိုရောက်နေတာလဲလို့မေးပါတယ်။ခီးထွက်လာတာတော့မမှတ်မိဘူးလားလို့မေးတဲ့ဒီဇိုင်ကိုလည်းသူမတို့အချင်းချင်းတိကျလို့လားလို့မေးနေတာကြောင့်အတော်လေးလွဲချော်နေပြီဆိုတာသိလိုက်ရပါတယ်။စစ်ဆေးမှုတွေအရလဲနူဝေရဲ့အုံနောက်ကဘာချွေးစမှမပြပေမဲ့သူ့ပုံစံရတော့ယောဂတစ်ခုခုဖြစ်နေနိုင်ပြီးထိုထူးဆန်းတဲ့ယောဂလက္ခဏာကိုဒီလောက်ငယ်တဲ့လူနာထဲမှာမေမေမှုသေးကြောင်းရှင်းပြပါတယ်။အတိအကျပြောရရင်တီချေဆိုတဲ့ယောဂတစ်မျိုးဖြစ်ပြီးဖြစ်ပွားပုံကတယောက်နဲ့တယောက်မတူညီနိုင်တာမို့ရုပ်ရည်ပြောင်းလဲသွားတဲ့ယာတိဥရုကြောင့်လက်ရှိအခိုက်အတန့်ကိုမမှတ်မိပေမဲ့ရေရှည်မှတ်ဉာဏ်တွေဖြစ်တဲ့သူမနာမည်သူမအင်္ဂလိပ်စာတွေကိုတော့မှတ်မိနေမှဖြစ်ပြီးပြဿနာတစ်ခုကတော့ရေတိုမီးပြောက်သွားလိမ့်မယ်လို့ဆိုပါတယ်လူနယ်တယောက်ချင်းစီကြုံတွေ့ရတာချင်းမတူတာကြောင့်လူဝေပေအတိုင်းတာနဲ့ဘလောက်ထိမှတ်ဉာဏ်ပြောက်သွားနိုင်မလဲမပြောနိုင်ဘူးလို့ဆိုပါတယ်ဘလို့ကူသားလို့ရနိုင်မလဲမေးတော့ဘာမှမလိုအပ်ပဲကြားရတာထူးဆန်းတယ်လို့ထင်ရပေမဲ့နူရဲ့ယောဂကဒီနေ့တရက်ထဲကိုမီးပြောက်သွားမှဖြစ်ပြီးမနေ့ဖြန်မနေ့အိပ်ရထတာနဲ့ယနေ့တရက်ထဲတဲ့မှတ်ဉာဏ်တွေကိုမှတ်မိနေမှာတော့မဟုတ်ပဲကျန်တာတွေကိုတော့ပြန်လဲသတိရသွားလိမ့်မယ်လို့ဆိုပါတယ်အရှင်းဆုံးပြောရရင်မနေ့ဖြန်မနေ့မှာနူရီပြန်လို့ထလာတာနဲ့စိတ်ယုံတတ်တာမှတ်မိနိုင်တော့မှမဟုတ်တဲ့အပြင်ဒီနေ့ဖြစ်ပျက်ခဲ့တဲ့မြအားလုံးကိုမီးပြောက်သွားလိမ့်မယ်လို့ပြောပြလိုက်ပါတယ်စေယုံကဆင်းဖို့လက်မထိုးနေသူနူဝီတယောက်သူမထင်နေတာ2012လောက်ပဲဖြစ်ပေမဲ့2016ခုနှစ်ဆိုတာကြောင့်အော်နေပါတယ်ပြီးတော့ဘာကြောင့်ဂျပန်ကိုရောက်နေတာလဲနားမလည်နိုင်ဖြစ်နေတာကြောင့်ဒေဆိုင်ကပဲဖောင်းထွေးကဓာတ်ပုံတွေပြတဲ့အခါမှာသူမသိတော့မသိတဲ့ကုမ္ပဏီမှာအလုပ်လုပ်နေခဲ့မှသိလိုက်ရပါတယ်ဒန်ဆိုင်လဲဒီကဝန်ထမ်းလားလို့မေးရင်ကျန်တဲ့မျက်နှာစိမ်းတွေကိုသူမမမှတ်ဘူးဆိုကြောင်းနဲ့သူတို့ရောဗမာလဲလို့မေးတဲ့အခါထိုင်းကိုပြန်သွားပြီလို့ဖြေပါတယ်ဘာကြောင့်သူတို့နှစ်ယောက်တည်းကျန်နေခဲ့တာလဲလို့ထပ်မေးတော့အတူတူခရီးတော်လေးဆက်သွားနေတာကြောင့်လို့နေလိုက်ခါမှနေကအချောက်လားလို့အမေးခံရမှာတော့တဲ့သူမဘာသာတွေးတော့နေရင်ခရီးသွားရင်တယောက်တည်းမသွားတတ်သူမို့ဒီဇိုင်ဟာတငယ်ချင်းမဟုတ်ရင်သူမချစ်သူပဲဖြစ်ရမယ်လို့တယောက်တည်းကောက်ဆက်ချနေတာကြောင့်ချော်လဲရထိုင်မိုးစဉ်းစားလိုက်ပြီးဒုတိယအချက်ကအမှန်ပဲလို့ဖြေလိုက်ပါတယ်အတိတ်မိနေတော့လဲညံကောင်းနေစံလူကြီးကတော့ကျွန်တော်ကိုမယုံတော့မဟုတ်ပေမဲ့နှစ်ယောက်အတူတူတွဲရထားတဲ့ပုံကြည့်ကျင်တယ်လို့ဆိုပါတယ်ဓမ္မရိုက်တာပဲကြိုက်သူမို့နှစ်ယောက်တည်းပုံမရှိဘူးလို့ညင်းတဲ့အခါဘလို့ရေးစားလဲလို့ပြဿနာရှာနေပြီမို့တထေးတို့သူမရဲ့ဇလန်းကိုသူတို့ရဲ့ပုံစံဖန်တီးလုပ်ယူလိုက်ပါတယ်မယုံကြည်တဲ့နူရီတယောက်သူမဖုန်းကိုတားယူကြည့်တဲ့အခါနှင်းကြောက်သုံးမရတော့တဲ့အတွက်ဒေဆာရဲ့ဖုန်းကိုတားယူကသူမမိခင်လက်ဆက်သွဲတဲ့အခါကောင်းလင်းတဲ့အတူခီးကပြန်ရောက်ပြီလားလို့မေးပါတယ်ဒါဆိုသူမရေးစားနာမည်ကဘသူလဲလို့မေးတော့သူမမိခင်အပြင်ဒေဆိုင်ကပါတော့လို့ဖြေလိုက်တဲ့အတွက်တူညီသွားပါတယ်
တို့ပေမဲ့တော့ကဘလို့ပုံစံလဲလို့မိခင်ကိုမေးလိုက်တဲ့အခါအလိမ်ပေါ်တော့မှဖြစ်တဲ့အတွက်အတင်းသားနေတော့လဲတော့ကမမြင်ဘူးတာမို့နူဝီရဲ့အမေကမသိဘူးလို့ပြန်ဖြေလိုက်ပါတယ်တန်တရားဝင်နေစဲနူဝီဟာငါတို့တွေးတာဘလောက်ကြာပြီလဲဆိုတော့ကြောင့်ကောင်းတော့ရှိပြီလို့လိန်လိုက်ရပြန်ပါတယ်နေ့တည်းကြာကြီးတွဲလာတဲ့ရီစားတက်တန်းကအတူတူတွဲယူထားတဲ့ပုံလည်းမရှိသူ့မိခင်ကလည်းမမြင်ဘူးတဲ့အပြင်ဒင်းဆိုင်ဟာဘလို့လူမျိုးမဆိုဖြစ်နေလိုက်ကြောင်းရန်တွေ့နေတာနဲ့စတက်ပါရီမှာသူမြင်ခဲ့တာမှတ်မိသွားပြီးညိုဝီရဲ့ဘယ်ဘက်ရင်ဘက်မှာအမှတ်ရှိတယ်လို့ပြောလိုက်တာမှငြိမ်သက်သွားပါတယ်ဒီစကားကြောင့်မလုံးမလဲဖြစ်သွားတဲ့သူမကငါတို့နှစ်ယောက်ပဲဆင်းနေဖြစ်နေပြီလေအတူနေပြီလားလို့မင်းများမြေပြန်တဲ့အတွက်နောက်တစ်နေ့မနက်မှာမမှတ်မိတော့မဲ့အတူတူမှန်တယ်လို့တန်ရောက်လိုက်ခဲ့ပြန်ပါတယ်ဒီလိုနဲ့အတိတ်မင်းနေသူမနဲ့တရတာလည်းပဲခွင့်ရဖို့သူမဆုတ်ဖြန်းခဲ့ဘူးတဲ့နေပွဲတော်ပိုစတာကိုတိတ်တွေနဲ့ပြန်ကပ်ပြီးနူဝီမရောက်သေးတဲ့နေရာတွေကိုလည်းလိုက်လေကြမယ်လို့ပြောပါတယ်စာရွက်ကိုဘာကြောင့်ဖျက်ထားတာလဲလို့မေးတော့သူ့ကိုစိတ်ဆိုးပြီးနူဝီကိုယ်တိုင်ဖျက်ထားတာဆိုတဲ့အတွက်သူမဟာဒင်းဆိုင်နဲ့အတော်လေးခီးထွက်ချင်နေခဲ့တာလားလို့အံ့ဩစွာပြန်မေးပါတယ်ဒါပေမဲ့သူမဖြစ်ချင်ဆုံးအရာတွေမှာနေပွဲတော်ပါနေတဲ့အတွက်ရှောက်လက်ချင်ဆိုင်မရှိတော့ဘူးဆိုတဲ့နူဝီကိုတော့တုံးကအတိုင်းအံ့ဩရလို့ဖို့စူးစမ်းခဲ့ပေမဲ့နူဝီကတော့ဒီဦးကြောင့်စားအနာကနေထွက်သွားချင်နေပါတယ်အရှင်တို့အမြဲတမ်းပျော်ရွှင်နေတဲ့ရှိတဲ့ပုံစံမျိုးပြန်ရောက်ရန်လိုက်လံစူးစမ်းရင်းကနေနှင်းမောတော်အမတ်တရပစ္စည်းတွေကိုဖျက်ဆီးမိခဲ့တာကြောင့်အကျိုးအကနဲ့ရှင်းခဲ့ရပြန်ပါတယ်ဒါပေမဲ့အချိန်နဲ့ငယ်ကျန်နေသေးတာကြောင့်စိုးကြီးစိုးကောင်းတာမှာပဲဖြစ်ဖြစ်သွားစားရန်လက်ကိုဆွဲလိုက်တဲ့အခါမှာအတိတ်မင်းနေတဲ့သူမထံကနေရေဖွင့်တန်တွေပါထွက်လာပါတော့တယ်ရီစားတွေတကယ်ဖြစ်ခဲ့ဘူးတဲ့ဆိုရင်တော့လောလောဆယ်လမ်းခွဲထားသူတွေအဖြစ်မှတ်ယူမှဖြစ်ပြီးဒီလိုပုံစံမကျတဲ့ဦးကြောင်ကြားကိုရီစားတော်ထားရတဲ့အပြင်အတိတ်နေပြီးပြန်လို့လာရတဲ့ကိစ္စကအတော်ဆိုးတာပဲလို့ပြောပါတယ်အဲ့ဒီစကားတွေနောက်မှာတော့လက်ထဲကပွဲတော်ပိုစတာလေးကိုလည်းလွှတ်ချမိလိုက်တယ်လို့မီးနေနေတဲ့လူကူမြင့်ကြောက်ကိုလည်းအသိစိတ်ကင်းမဲ့စွာကူးသွားမိတဲ့ဒင်ဆိုင်တွေရောက်သူမအဟိနေတဲ့ကြားကကားနဲ့အတိုက်ခံရမလို့ဖြစ်ခဲ့တာတော့ဂယုမဆိုင်တော့ပဲလူကြားနဲ့တိုးဝင်သွားပါတယ်ဒါပေမဲ့အတိတ်မိနေတဲ့သူ့ရဲ့မင်းသမီးထံဘာမှမဖြစ်ခဲ့သလိုပြန်သွားကစူချီဆိုင်ကောင်းတာတွေ့ခဲ့လို့သွားစားဖို့ခေါ်လိုက်ပါတယ်စူချီဆိုင်ရောက်တော့သူအမြဲလွှင့်ရနေတဲ့နူဝီရဲ့အကြိုက်တွေကိုတားစီမှာပေးတဲ့အခါအတိတ်မိနေတဲ့ဆိုပေမဲ့အစားအသောက်ကိုတော့သူမကိုယ်တိုင်မနိုင်ပါတယ်လို့ဆိုရင်မီနီကိုကြည့်လိုက်တော့လေဒင်းဆိုင်မှာမိထားတဲ့အတိုင်းသာမှားလိုက်ပါတယ်ဝါဆာဘီမစားနိုင်တဲ့ဒင်းဆိုင်တယောက်နူဝီကျဲတော့စားမိရင်အကြီးကျယ်ဆက်နေတာကြောင့်နူဝီတယောက်ဒါတကယ်ကြီးသူကြီးစားလားလို့တွေးနေဟန်တူပါတယ်ထို့နောက်ဒင်းဆိုင်ရဲ့မျက်နှာကဒဏ်ရာအကြောင်းမေးတဲ့အခါသူမကိုကရင်ရခဲ့တာလို့မပြောဘဲနှင်းစောစီးရာကထိခိုက်မိတာလို့ဖြေလိုက်ပါတယ်ဒင်းဆိုင်လှုပ်ချခဲ့တဲ့နှင်းပွဲတော်ပိုစတာကိုထုတ်ယူကသူမနဲ့လည်းဖက်ဖို့အစီအစဉ်ချခဲ့တယ်ဆိုရင်ဘာလို့ကြောက်ပြောက်ခဲ့တာလဲလို့ဆိုကပြန်ပေးလိုက်ပါတယ်ပြီးတော့အခါထဲမှာပဲခွေနေမဲ့အစားဒင်းဆိုင်နဲ့အတူနှင်းပွဲတော်ကိုလက်ပတ်မယ်ဆိုတော့ကြောင့်အတိုင်းမသိဝမ်းတော်သွားပါတယ်ဒင်းဆိုင်အတွက်တော့သူ့လိုချင်သောအရာတစ်ခုစူတောင်းပြခဲ့ပြီဖြစ်ပြီးအဝေးကခုံးငင်းနေကြသူမရဲ့အပြုံးတွေကိုအနီးကကြည့်နေနိုင်ပြီဖြစ်ပါတယ်။ရီစားတွေလို့ပြောနေပြီးမဲ့သူမမျက်လုံးကိုတေချာဆက်မကြည့်ရတဲ့ဒင်းဆိုင်ကိုသူမကို10မိနစ်ကြည့်ဖို့စိတ်ခေါ်ခဲ့တာကြောင့်ဒါကလည်းတီးတာတွေကအကောင်းဆုံးအခိုင်းအတန့်တစ်ခုဖြစ်ပြီးအရှုံးပေးလိုက်ရသူကတော့သူမပဲဖြစ်ပါတယ်။အကြည့်ချင်းဆောင်တော့မကြည့်ရဲပဲသူမကိုဘလို့ပိုးပန်းခဲ့တယ်လဲလို့မေးတော့လုံငန်းတဲ့3နှစ်ကပရင်တာပြည့်နေတဲ့နိုဝေထံသွားပြပေးခဲ့ဘူးတဲ့နီးကစားလို့သူမဝတ်ထားတဲ့ခေါင်းစခြေစုံကိုပြန်လဲပြောပြလာပါတယ်။သူ့ကိုယ်သူဌာနကတထင်းနေနဲ့အစားထိုးပုံမောကအမြဲနောက်ကျတဲ့သူမအတွက်ကားပါကင်ထိုးလို့ရအောင်နေရာဥပေးထားတာမျိုးသူမဆွဆွလန်းလန်းစော့နေကြမေဖန်ခင်းကောက်ကိုဟပ်ပြီးတမ်ပိုရီတသားတွေအများပြစူဆောင်းပေးခဲ့တာမျိုးစက်ပွက်နေလေးရှိတဲ့သူမရဲ့စပွဲကိုတမင်လုံးနောက်ကျခံပြီးတရက်နေအောင်ပြင်ဆင်ပေးတာမျိုးနဲ့ခေအောင်သချင်းတွေနားထောင်လေးရှိပေမဲ့တချင်းနာမည်မသိတဲ့သူမအတွက်သူကိုယ်တိုင်စူးစမ်းရှာဖွေရင်းလက်တော့ပါအစင်သစ်တင်ပေးခဲ့တာမျိုးတွေနဲ့တိုက်တဲ့လေးချက်ဖွင့်ပတ်ခဲ့တဲ့အကြောင်းသေချာပြောပြလာပါတယ်လက်တွေ့ဘဝမှာဘာတစ်ခုမှသတိမထားမိခဲ့တဲ့နိုဝီကတော့သူမသေချာတိလိုက်ရတဲ့ဒီနေ့တရက်ထဲမှာထိုအပြုတ်မှုတွေကယူဇတောင်ဆန်းပေမဲ့ချက်စီရကောင်းတယ်လို့အသိမှတ်ပြုပါတယ်။၃နှစ်လောက်မှညံပြောက်သွားတဲ့နိုဝီဟာလက်ရှိအစိုးရဘာလို့လဲဆိုတာတော့မသိတော့တဲ့အပြင်အသက်ကိုလည်း24လို့သာထင်နေတာမို့28နှစ်ပြည့်တော့မှဖြစ်ကြောင်းဒင်းဆိုင်ကသတိပေးနေရပါတယ်။ဒီလိုနဲ့နှင်းမတော့လမ်းညွှန်ဆိုင်ရဲ့ဘော်ကသူမရောက်ဘူးသေးတဲ့နေရာမှန်သမျှကိုအနှင်းမရောက်လိုက်ပေါ်ရင်အတော်လေးဆော်လာချိန်မှာတော့သူမအကြောင်းကုန်သိနေတဲ့ဒင်းဆိုင်ကိုမေးခွန်းမေးပါတယ်။မမှန်ရင်စနိုးဘောနဲ့ပေါက်မယ်လို့စိန်ခေါ်ခဲ့ပါတယ်။ရေးစားဘယ်နှယောက်ရှိခဲ့ဘူးလဲလို့မေးတော့3ယောက်လို့ဖြေတဲ့အခါစနိုးဘောနဲ့အပြစ်ခံရတာကြောင့်လက်ရှိရေးစားကိုမေးနေတာလားလို့ပြန်မေးလိုက်ပါတယ်။ဒီအချိန်သုံးမရတဲ့နူရဲ့ဖုန်းကပြန်ဝင်လာပြီးဆိုတဲ့အတွက်ဖုန်းတွေကပုံတွေကိုဖွင့်ကြည့်ရင်ရင်းနှီးလို့ရှိနေတဲ့တော့ကိုမြင်တာနဲ့သူကဘာလို့လဲလို့မေးပါတယ်။အပြော်လေးမပြတ်ချင်တာကြောင့်တထင်းကို ID ဌာနကဝန်ထမ်းအဖြစ်သူ့နေရာအစားထိုးကစကားဖြတ်လိုက်ပါတယ်။ကန်ဆိုးဆောင်နေပဲနှင်းမွေးရနောက်ဆုံးရက်မှာမှုန်တိုင်းကြောင့်ရထားမထွက်နိုင်ဘူးလို့ဆိုပါတယ်။နောက်တစ်ရက်ပြန်လို့လာတာနဲ့သူ့ကိုမေးတော့မဲ့နူရဲ့အတွက်သူမအဖြစ်ချင်းဆုံးအမှတ်တရလေးဖတ်တီးပေးချင်တာမို့
အသေးအတန်နောက်ဆိုခဲ့ပေမဲ့မရတာမို့အပြစ်ထွက်ပြီးစူးစမ်းပါတယ်ခဏကြာပြန်ရောက်လာပြီးကားနဲ့သွားလို့ရတယ်ဆိုပေမဲ့နောက်ရက်မှသွားလဲရတယ်ဆိုတဲ့သူမကိုဒီနေ့ကနောက်ဆုံးရက်လို့သာပြောလိုက်ပါတယ်သို့ပေမဲ့ပြောင်းလဲလို့မရတဲ့ရာသီဥတုကြောင့်သူတို့ရောက်နေတဲ့ဆိုင်မှာပဲနားကိုနေရပြီးတတိယမွေးနေ့တိုင်းစားဖို့ပေးနေကြဆက်သွယ်ရေး operator ရဲ့ message ကိုမြင်ခဲ့တဲ့နူဝီတရတင်ဆိုင်ရဲ့မွေးနေ့ပွဲကိုစီစဉ်ပေးပါတယ်မိမမောက်ခင်စူတောင်းဖို့ပြောတဲ့အတွက်သူ့အတွက်တခုတည်းသောဆန္ဒကိုတောင်းဆိုပြုလိုက်ပြီးသူမရဲ့မိကုန်းကိုတော့ဖောင်တိုင်းဆဲပါစေလို့သာစူတောင်းခဲ့ကြောင်းဖြေလိုက်ပါတယ်ကိုမွေးနေ့မှာတခြားသူအတွက်စူတောင်းပေးနေသူတင်ဆိုင်ဟာမနက်ကလမ်းခွဲထားတာမို့ချစ်သူရည်စားတွေလည်းမဟုတ်ဘဲနဲ့လို့စားနောက်ရင်သူမကိုပိုင်ဆိုင်ခြင်းရင်အခုချစ်ခွေပန်လို့ပြောလာပါတယ်ဈေးဝယ်ခြင်းအောင်ဆောင်နေတဲ့သူမကိုချစ်ခွေပန်ရမှာဖြစ်ပေမဲ့ကောင်းကင်ကပြောကြလာတာနာလားလို့မင်းရဲ့နတ်သမီးတို့တင်စားလာတာဖြစ်ကြောင်းရှင်းပြနေတဲ့အတွက်ရည်သားစကားကို Google ကရှာမဖတ်ပဲရင်ထဲကပြောဖို့ထပ်ခိုင်းပါတယ်နောက်ဆုံးတော့တေချာပြင်စင်ကသူမကိုအမြဲလိုငိမ့်မောနေရတဲ့အရှုံးသမားတစ်ယောက်အနေနဲ့အတော်ဆိုးတဲ့အကြံဖြစ်ပေမဲ့နှစ်ယောက်လုံးလွတ်လပ်စွာစကားပြောရင်းကလေးတစ်ယောက်လိုအပြုံးတွေကိုသူသဘောကျကြောင်ပြောလိုက်ပါတယ်ပြီးတော့သူဟာရင်သားကြီးတဲ့မိန်းမတွေကိုမကြိုက်တတ်သူမို့အနေတော်ရှိတဲ့နူဝီလိုမိန်းကလေးမျိုးကိုမှသဘောကျတယ်ဆိုတာကြောင့်ကြည်နူးနေတဲ့နူဝီလည်းစက်မကစားတော့ဘူးလို့ညင်းလိုက်ပါတယ်။သို့ပေမဲ့အေရက်တောင်ထိပ်ကိုတက်ခဲ့တဲ့လူတွေကောင်းသားမျိုးစင်ကြားမှာကြိုးတန်းလမ်းလျှောက်ခဲ့သူတွေကိုဘလို့တတိတွေရှိနေတာလဲလို့စဉ်းစားလို့မရခဲ့ပေမဲ့ဒီနေ့သူမကိုပိုင်ဆိုင်ဖို့ရဲရင်ဖို့လိုကြောင်ပြောခဲ့တဲ့နူဝီစကားတွေကြောင့်ပဲလူတစ်ယောက်ကိုမျက်မျက်လုံးလုံးနဲ့ချစ်ထွက်လာခဲ့ရင်အကြောင်းပြချက်တွေမလိုပဲမိုင်မဲတဲ့အရာတွေလုပ်ရဖို့အထိတတိတွေပေးနိုင်ကြောင်ပြောပြလိုက်ပါတယ်။ဒီတော့သူအချစ်ရဆုံးနူဝီကညင်မားတဲ့အေရက်တောင်ပဲဖြစ်ပြီးသူရှောက်နေတဲ့ကြိုးတန်းတစ်ဖက်စွန်းကကောင်းသားမျိုးစင်မဲလို့ကြိုးစားပြီးရင်ဖွင့်လိုက်တဲ့အတွက်ရမ်းမိုက်တဲ့ချက်ခွေပန်နီးပဲလို့သူမကအသိမှတ်ပြုပါတယ်။ထို့အချိန်မှောင်လိုက်စေးသောပြီမို့ရထားထွက်ပြီးဖြစ်ကြောင်းအသိပေးလာတဲ့နောက်ခီးဆက်ခဲ့ကြပါတယ်။ဒီတစ်ခေါက်တော့အရင်လိုအေးစက်တဲ့ဆက်ဆက်ရေးမျိုးမဟုတ်တော့ပဲသူ့ချင်းရဆုံးမိန်းကလေးနဲ့စိတ်တူကိုယ်တူပျော်ရွှင်ခွင့်ရလာသလိုတဘောအလုံးမှာအမြဲသိထားခြင်းလောက်မဲ့အခိုက်အတန့်မျိုးဖြစ်စေခဲ့ပါတယ်။နှင်းပွဲတော်အမှတ်တရအနေနဲ့နူဝီကဓာတ်ပုံရိုက်ဖို့တောင်းဆိုခဲ့တော့လဲနောက်တရက်သူ့ကိုမေးသွားမဲ့အတူတူနားမလည်နိုင်စရာအမှတ်တရတွေကိုသူမအတွက်မချက်လို့လာကြောင်းညင်းလိုက်ပါတယ်။ထို့နောက်နှင်းပွဲတော်မှာတစ်နှစ်ပတ်လုံးရဲ့အေးဆုံးအချိန်တိုင်းအချိန်ကိုက်ထွန်းထုတ်ထားတဲ့ဆိုတဲ့ရေကန်းတန်းတို့ကိုလိုက်ပြတဲ့အခါအရင်လာပေမဲ့မနေ့လောက်ဆိုပြောကြသွားမှမို့ထူးဆန်းသူတွေအတွက်တော့နာကျင်စရာပဲဆိုတဲ့သူမစကားကြောင့်မနေ့ကရောက်ရင်တကယ်နာကျင်ရမယ့်သူကသူပဲလို့သာထောက်ပြခြင်းစိတ်ကိုထိန်းလိုက်ရပါတယ်ဟိုတယ်ပြန်နေလမ်းမှာနှင်းတွေကြားမှာလှမ်းတွေးလိုက်ရတဲ့ဖျားချောင်းကိုမြင်လာတဲ့လူဝီကိုဆွဲခေါ်ကသူ့ကိုလက်ထပ်မလားလို့မေးလိုက်ပါတယ်ပြီးတော့အိတ်ထက်အစ်စ်မှလာတဲ့မကွန်းလေးတွေကိုလက်ထပ်လက်ဆွဲဖြစ်အတုံးချကမင်္ဂလာပွဲကိုနှစ်ယောက်ထဲကျင်းပလိုက်ပါတယ်ဟိုတယ်ပြန်ရောက်တော့နူဝီနဲ့အနီးကတွေ့ခွင့်ရတာအရန်ကောင်းနေကြောင်းပြောတဲ့အခါနားမလည်တဲ့သူမကတော့နေရတွေ့နေရတာမပြင်းဘူးလားလို့ပြန်မေးလိုက်ပါတယ်အရင်ကဒုနှစ်ယောက်နန်းကပ်ဘူးလားဆိုတာမမှတ်မိတော့လဲအခုနန်းလို့ရကြောင်းခွင့်ပြုလာတဲ့အမျက်နှာအဆုံးသူမရဲ့နှာခမ်းတွေကိုနန်းလိုက်ပေမဲ့အင်ဂျီစပေါ်တီပြင်ဆင်နေတဲ့သူမအပေါ်ဒီထက်ပိုအခွင့်အရေးမယူသင့်တာမို့တားလိုက်ပါတယ်ထို့နောက်သူမရဲ့လက်ညှိုးကိုသူ့နှစ်ဘူးပေါ်ထိလိုက်ပြီးဝန်ခံပြန်ရှိတယ်လို့ဆိုပါတယ်တကယ်တမ်းသူတို့နှစ်ယောက်အတူမအိတ်ခဲ့ဘူးသလိုနူဝီရဲ့ချစ်သူကတော့ဖြစ်ပေမဲ့သူကတော့တော့မဟုတ်ကြောင်းနဲ့ဒီလိုအခြေအနေထိရောက်မယ်လို့ထင်မှတ်မထားတဲ့အတွက်သူ့နာမည်တင်ဆိုင်ဖြစ်ကြောင်းအသိပေးရင်အထက်ထက်တောင်းပန်လိုက်ပါတယ်သူဟာနူဝီရဲ့လောက်ဖကိုင်မဲ့သားဖြစ်ပြီးနူဝီကိုတိတ်တခေါခိုးချစ်နေခဲ့ရသူလို့ရှင်းပြတဲ့အခါသူ့ကိုလှည့်စားခဲ့မှတည်သွားတဲ့နူဝီတယောက်တင်ဆိုင်ကိုမောင်းထုတ်လိုက်ပါတော့တယ်ပြီးတော့ဘာတွေဖြစ်နေလဲဆိုတာဆက်ဆက်စဉ်းစားရင်ဖုန်းထဲကဓာတ်ပုံတွေကိုတေချာကြည့်လိုက်တဲ့အခါမှာသူမပုံတွေကမျက်မှန်တွေထဲမှာပုံနေသူကိုအဖြေရှာတွေ့သွားပါတယ်ထို့ကြောင့်တောက်ဆိုတဲ့နာမည်နဲ့မဟုတ်ပဲတထေးဆိုတဲ့ဖုန်းနံပါတ်ကိုဆက်ကြည့်ခဲ့ပေမဲ့စာတမ်းကိစ္စအီးမေးလ်ပို့လိုက်မယ်လို့စကားလွှဲနေသလိုသူရှိနေတာမို့နောက်မှပြန်ဆက်တယ်ဖို့ပြောနေတဲ့တစ်ဖက်လူကြောင့်ပိုကောင်းစားသွားတာနဲ့အပြင်ထွက်ကဒင်းဆိုင်ကိုလိုက်ရှာပါတယ်သူမကတော့ရဲ့တိတ်တဲ့ပုံလားလို့အတင်းမင်းနေတာကြောင့်အဲ့လိုသဘောပဲလို့ဖြေလိုက်ပါတယ်တော့မှမိမနဲ့ကလေးရှိနေမှမသိခဲ့ဘူးမဟုတ်လားလို့မင်းနေတာနဲ့နင်းနေနဲ့ပြန်ပြပြီးမင်းသိနေခဲ့တယ်လို့ပြန်ပြောလိုက်ပါတယ်တော့ရဲ့ဇနီးနောက်ထပ်ကိုဝင်လွယ်ထားရမှန်းတီးထားရတဲ့နူဝီအနေနဲ့ကိုကိုအဆောင်စီရင်ဖို့စူးစမ်းခဲ့မှန်းတီးသွားတာကြောင့်ရုံညံ့တဲ့မိုင်မဲမှုတွေကိုအခြားတစ်ယောက်သာလုပ်နေရင်ဆဲဆုံမိမှာဖြစ်ပေမဲ့အခုကသူမကိုယ်တိုင်မို့နားမလည်နိုင်ဖြစ်နေပါတယ်ဒင်းဆိုင်ကတော့ကိုယ်တိုင်နောင်နာတွေနဲ့အပြစ်တင်မနေပဲသူတင်နဲ့ပြုမှုခဲ့တဲ့ကိစ္စတွေကလည်းထုံနေတူမို့သူတို့နှစ်ယောက်ဟာအေရွက်တောင်ပေါ်မိုင်မဲစွာတက်နေပုံချင်းတူတယ်လို့နှိမ့်သိလိုက်ပါတယ်သူအေးသွားချိန်မှာဘာလို့သူမချက်သူအဖြစ်လိန်ငင်းရတာလဲလို့မေးကြည့်တော့အချိန်အင်းနဲ့ပတ်သက်ပြီးဆူတောင်းလို့ရတယ်ဆိုတဲ့ခေါင်းလောင်းကိုတီးကသူမနဲ့တရက်လောက်ရီးစားဖြစ်ဖို့ဆူတောင်းခဲ့ကြောင်းဖွင့်ပြောခဲ့ပါတယ်ဒီချက်ပိုစူမတောင်းခဲ့တာကလည်းတရက်ထက်ပေါ်ရင်စူတောင်းမပြည့်မှာဆိုရင်လို့ပိုမတောင်းခဲ့တာဖြစ်ကြောင်းပြောပြပါတယ်နောက်တရက်နေရင်တတိမရတော့မှမို့တရက်လဲရီးစားဖြစ်အောင်နဲ့ဘာထူးဆန်းမှလဲဆိုရဲနူဝီရဲ့မေကုန်းကိုတော့ဒီတရက်ကိုတော့သူ့တဘွားလုံးမေးနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်နူဝီအနေနဲ့လည်းသူမရဲ့ရီးစားပါလို့လိန်ပြောမိတာကလွှဲရင်သူမရဲ့တကယ်နင်းစင်ဘဝထက်တောင်
ဒင်းဆိုင်နဲ့အတူရှိနေခဲ့တဲ့ဒီနေ့ကပိုးပြောဖို့ကောင်းဆောင်ဝန်ခံလာပါတယ်ရုတ်တရက်ထပြေးပြီးပြန်ချတွေ့ပြီးလို့ပြောနေတဲ့ဒင်းဆိုင်တယောက်မျက်မှန်ပါလို့သူနဲ့တူတယ်လို့ပြောဦးတဲ့အယုတ်လေးကိုလက်ထက်ထည့်ပေးရင်သူမရဲ့စပယ်ပေါ်မှာထားဖို့ပြည့်စုံဖြစ်တဲ့အယုတ်လေးကိုတေချာသိမ်းထားဖို့မှာပါတယ်သူမအတွက်အရာအလုံးကောင်းပေးခဲ့တဲ့ဒင်းဆိုင်ကိုနမ်းလိုက်ပြီးဒါကတော့ဒင်းဆိုင်အဖြစ်နမ်းတာလို့အသိပေးလိုက်ပါတယ်ဟိုတယ်ကိုပြန်တဲ့လမ်းမှာသူမတို့ကိုလမ်းခွဲချောင်းစာပိုးလိုက်ပြီးလို့ပြောတဲ့အခါနောက်တည့်ရက်ပြန်လို့လာရင်ဒီနေ့ကိစ္စတွေအားလုံးမေးပြီးတော့ရကောင်မလေးဖြစ်တာပြန်မမိနေမှာမို့ဒင်းဆိုင်ကတားပါတယ်။သို့ပေမဲ့နောက်တည့်ရက်လို့လာရင်ဒီနေ့အကြောင်းသူမကိုအသိပေးဖို့ပြောနေတဲ့နိုဝေကြောင့်ယာယီအတိတ်မိနေတဲ့လူကိုသူ့ချစ်သူလို့လိမ့်နဲ့တွဲခဲ့တဲ့အကြောင်းပြောရမှာလားလို့ပြန်မေးလိုက်ပါတယ်။ပြီးတော့သူမနဲ့အတီတွဲဖို့ကလည်းများစွာလိုအပ်ချက်တွေရှိနေပြီးရည်သားတွေပါလို့သူပြောလိုက်တဲ့အချိန်သူမဖြစ်သွားတဲ့အမူအရာကိုပြန်သိပေးရင်ဒီနေ့ကိုအလိမ်ညာတွေတက်ပဲလို့ဖတ်ယူလိုက်ဖို့နဲ့စိတ်ဖြစ်သွားတဲ့နူဝီရဲ့အမူအရာကိုသာနောက်တစ်ရက်မှာဖြစ်လာနိုင်တဲ့အစစ်မှန်ပဲလို့ဖြောင်းဖြတ်ပါတယ်ဒီတော့နောက်တစ်နေ့မနက်မှာသူအလွန်ရင်ခွဲနေနိုင်ပေမဲ့ထိုးပြောစရာကောင်းတဲ့မှတ်ဉာဏ်တစ်ခုကိုတဘဝလုံးသိမ်းထားနိုင်တော့မှာဖြစ်ကြောင်းရှင်းပြပေမဲ့နူဝီကတော့လက်မခံခဲ့ပဲသူမဖုန်းနဲ့မှတ်တမ်းရိုက်ယူခဲ့ပါတယ်ဒီနေ့ဟာဖေဖော်ဝါရီလ17ရက်နေ့သူမယာယီအတိတ်မိနေခဲ့တဲ့နေ့တစ်နေ့ဖြစ်ပြီးနောက်တစ်ရက်ဆိုအားလုံးမပြောက်သွားမှာဖြစ်ပေမဲ့ဒီနေ့မှာအရာအားလုံးထပ်တောင်ပို့ပြီးချစ်ပြနိုင်တဲ့သူနဲ့တွေ့ခဲ့တာကိုမင်းမသွားဖို့နဲ့ထုတ်လို့ရောက်လာတဲ့အခါအခွင့်အရေးတစ်ခုတော့ပြန်မရမယ်လို့ကိုရိုင်းတတိပေးဖို့အတွက်မှတ်တမ်းရိုက်ယူလိုက်ပါတယ်ဒင်းဆိုင်ကတော့ဒါဟာသေချာပေါအလုပ်ဖြစ်မှာမဟုတ်ဘူးလို့သာပြောပါတယ်စတက်ပါရီပွဲညတော့ကအမျိုးသမီးနဲ့အတူပြန်သွားတဲ့တော့ကြောင့်ဝမ်းနဲ့နေတဲ့နူဝီထန်သွားကနူဝီနဲ့လက်ပတ်ခွင့်ရဖို့တယောက်လုံးကိုခရီးလိုက်ပို့ပေးမဲ့တော့ရဲ့ရက်ကကောင်းမှုပေမဲ့နူဝီအတွက်ဒီချက်ပိုကောင်းတဲ့လူနဲ့ထိုက်ကန်ကြောင်ပြောပြခဲ့မှုပါတယ်ပြီးတော့ရုံမြင်နာကြတဲ့နူဝီအတွက်သူစောကြည့်ထလာပြီးကားပါကင်နေရာဥပေးခဲ့တာတွေနူဝီကြိုက်တဲ့သချင်းတွေကိုအားလုံးလောက်ဆင်းသွားချိန်လက်တော့နဲ့ထပ်ပေးခဲ့တာတွေအတိပေးရင်ချက်ခွင့်ပန်ခဲ့ပေမဲ့ကြောက်ရတဲ့ကြားထွက်ပြေးမှုတာတွေနဲ့ဓာတ်တွေကအတူစီးရမှာဆိုလို့ပစ္စည်းမိကြချင်းအောင်ဆောင်ခဲ့တာတွေကလက်တွေ့ရင်ဆိုင်ရမယ့်အရာတွေဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။မနက်ပြန်မှတ်ရတော့မယ်သူမရဲ့မှတ်ညာထဲမှာကြောင်တောင်နဲ့ချစ်ခွင့်ပန်ခဲ့ဘူးတဲ့သူ့ကိုမေးနိုင်တော့မှမဟုတ်တဲ့အတွက်သူပြောတာနဲ့စကြင်မနေဖို့မှာပါတယ်။နူဝီကတော့သူမလည်းတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တဲ့လူသားမို့မနက်ပြန်သူမစီရောက်အောင်လာပြီးဖုန်းထဲကဗီဒီယိုမဖြစ်မနေကြည့်ဖို့တတိပေးရန်ထက်ထလဲတဲ့ဂတိတောင်းနေတာကြောင့်အလွယ်တကူပဲဂတိပေးလိုက်ပါတယ်။ခွဲခွာရမှာကြောက်တဲ့စိတ်နဲ့နေထွက်တီမအိတ်သေးတဲ့သူမဟာသူ့လို့လာခဲ့ရင်ဒီအကြောင်းတွေကိုမစ်စင်မှလည်းမိမှာပါလို့ရှင်းရင်အိတ်ကျော်သွားပြီမို့အဲ့ရပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။နှင်းပွဲတော်ရသည်လည်းပြီးဆုံးသွားပြီးတဲ့နောက်အဲ့ရကပြန်လို့လာတဲ့သူမဟာတစ်ဖက်ကရင်မော်ကအဝတ်စားတွေနဲ့လက်ကမကွဲလက်စွပ်လေးကိုနားမလဲစောကြည့်ရင်အောက်ထပ်ကိုဆင်းလာပါတယ်။ reception ရောက်တော့သူမအခန်းကိုဘလို့ပြန်ရလာလဲလို့မေးတဲ့အခါနှိမ့်ရှာဆင်းရင်မတော်တဆဖြစ်ခဲ့တဲ့ထားရတယ်လို့မှတ်မိသွားပါတယ်။မနေ့ကတငယ်ချင်းတယောက်နဲ့အတူရှိနေခဲ့တာမို့ CCTV ပြန်ကြည့်ရမလားလို့မေးနေပေမဲ့ကာထွက်တော့မယ်ဆိုတော့ကြောင့်နားမလည်မှုများစွာနဲ့လက်ထပ်သွားတဲ့သူမကိုဒေးဆိုင်ကတော့အရင်လိုပဲစောင့်ကြည့်နေခဲ့ပြီးသူ့လက်ကမကွန်းလေးကိုချွတ်လိုက်ပါတယ်။တာစီကထူးဆန်းတဲ့စားရဲကြောင့်ဖုန်းခေါ်တဲ့အခါလက်ခွဲမယ်ဆိုတာကိုသူလက်မခံဘူးလို့ပြောနေတာကြောင့်ပိုးကောက်ချုပ်လာတဲ့နူဝီကိုဒေးဆိုင်တယောက်စောင့်ကြည့်နေခဲ့ပါတယ်။ညက2ယောက်အတူလက်ပတ်ဖူးတဲ့ရေခဲနှန်းတော်ကြီးဟာသူမပြောဖို့သလိုအရေးပြောတဲ့အထီတောင်တောက်မခံနိုင်တော့ပဲဖြိုချဖြက်စီးခံရပြီဖြစ်တဲ့အတွက်အခုတော့တရက်တာခဏခဲ့ဘူးတဲ့ရေတွေကိုကြည့်ရင်မျက်ရည်မကျအောင်ထိန်းလိုက်ပါတယ်။အရာအလုံးကိုတတိယတော်ပြီဖြစ်တဲ့နူဝီကတော့ဒင်းချိုင်နဲ့ပတ်သက်ခဲ့မှုတဲ့ဖေဖော်ဝါရီ17ရက်နေ့ဟာသူမဘဝထဲမရှိခဲ့တဲ့နေဆွဲဖြစ်မေးပြောက်ပြီးအလုပ်ပြောင်းဝင်နေပြီဖြစ်ပါတယ်။ခီးစင်ကဓာတ်ပုံတွေတောင်းနေတဲ့တငယ်ချင်းကြောင့်အိတ်ထက်ဖို့ကြည့်တဲ့အခါနေရာအနှံ့တစိမ့်တုံးအပြည့်နဲ့နှင်းမတော်ပိုစတာအပြည့်လေးကိုမြင်လိုက်ရပြီးသူမလိုအပ်နေတဲ့ရှားပါအယုတ်လေးကိုမတွေ့တာနဲ့အစီရထားရင်စဉ်းစားနေမိပါတယ်။ဖုန်းထဲကပုံများကိုကူးယူဖို့အန်ဂျီဌာနထံကျိုးသွားငားတဲ့အခါအလုပ်ထွက်သွားပြီဖြစ်တဲ့ဒင်းဆိုင်ရဲ့ဇပွဲမှာရှိမယ်လို့ညွှန်ပြပါတယ်။လိုအပ်နေတဲ့ကျိုးကိုယူကတငယ်ချင်းတို့အတူပုံလေးပြန်ကြည့်နေရင်နှင်းမိုးတော်ရဲ့ရေခဲနှန်းတော်ရှိမှာတစုံတစ်ယောက်ရဲ့အနှွေးတွေဝတ်ထားတဲ့သူမရဲ့ဗီဒီယိုဖိုင်ကိုမြင်လိုက်ရပါတယ်။အတူရှိနေခဲ့တဲ့သူကယောက်ျားလေးတစ်ယောက်ဆိုတာသိစားနေခဲ့ပြီးဗလော့ဆွာပြရှင်နေတဲ့သူမကိုကြည့်ရင်မျက်ရည်ကအလိုလိုဆင်းလာပါတယ်။ထိုအချိန်ဘာကြောင့်ငိုနေတာလဲဆိုတဲ့တော့ကအနားရောက်လာကနောက်နဲ့ကြရင်သေချာပေါလောက်ဖို့မဲလို့ချမနေပေမဲ့လက်ကိုလှုပ်ချလိုက်ပြီးသူမနှင်းမွေးတော်ကိုရောက်ဖူးခဲ့ပြီးလို့ပြောရင်ထွက်သွားပါတယ်။ထိုနေ့ကသူနဲ့ပတ်သက်သမျှမှတ်တမ်းအားလုံးကိုဖျက်ပြဖို့လုပ်ခဲ့ပေမဲ့အဲ့ဒီနေ့ကသူ့အချစ်တွေကြောင့်တကဘာလုံးမှာအပြောဆုံးဖြစ်ခဲ့တဲ့သူမရဲ့ပုံရိပ်တွေကိုမပြတ်ခွေသွားစေချင်တာမို့တမင်ချင်းထားခဲ့တာဖြစ်ပါတယ်။နှလုံးသားချင်းတူညီမှုနဲ့မှန်ကန်တဲ့ view ဆိုင်မှုကချမ်းသာကြွယ်ဝမှုနဲ့ဖုံးဝတ်ထားလို့မရနိုင်တဲ့ချစ်ချင်းမြတ်တာရဲ့သင်္ကေတအစစ်ဖြစ်ပြီးစိတ်ရင်းနဲ့ချီနှောင်တိဆောက်ခဲ့တဲ့ဒင်းဆိုင်ကတော့သူ့အချစ်ရဆုံးသူမရဲ့ပျော်ရွှင်မှုပုံရိပ်တွေကိုသူ့တစ်ဘဝလုံးသိမ်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။